ဒီနေ့တော့နင်တို့ကလောရထားစီဖို့တွားပါတော့မယ်ဝနဖူးကနေဘူတာကိုတက်စီ9000ကျပါတယ်တာစီမာကတခြားဘူတာတွေလိုမျိုးဘူတာယုံထဲမှာလက်မရောင်းတာမျိုးမဟုတ်ဘဲနဲ့ကလောရထားရှမ်းရထားစီဖို့အတွက်ကိုတော့ထွက်တဲ့ရထားရဲ့ဘေးနားမှာပဲရောင်းပေးတာမို့လို့နင်တို့တွေသွားမယ်စင်းကြံကိုအရင်ဆုံးလမ်းလျှောက်ရပါတယ်မနက်ခင်းတာစီမာတော့အရင်တော့မအေးပါဘူးတာစီဘူတာကြီးမှာတော့6ကတ်နေရပါပဲဘယ်ရထားလဲဦးကလောရှမ်းထပ်တန်းမရှိရင်တော့အမှန်ရထားထွက်ရက်တွေမှာတော့ကလောရထားကချက်ထားသွဲလေးတွေချူးရမ်းနေနဲ့ကုန်းနေတဲ့နှစ်တွဲနဲ့ပဲပြေးဆွဲနေရဖြစ်ပေမဲ့နင်းတို့သွားတဲ့နေ့ကတော့အပါလို့ခေါ်တဲ့အထက်တန်းတွဲပါထပ်တိုးခဲ့လို့အထက်တန်းလက်မှတ်ပဲဖြတ်ခဲ့ပါတယ်ဟုတ်လားဒီနေ့မှာအပါရှိတယ်ရင်တော့ယူရမ်းနေဟုတ်လားအပါမရှိဘူးနောက်ဖွဲ့4ယောက်လည်းရှိတယ်သူတို့ဘာစီးမလဲမသိနောက်ကလိုက်လာပြီနော်ကလောရထားလက်မှတ်ကဖြတ်ရတာတအားကိုလွယ်ပါတယ်ဘူတာယုံကအချိန်မီရအောင်လာပါလက်မှတ်တွေကအရှိမမြင်တဲ့အတိုင်းပဲအများကြီးပါပဲတောင်ကြီးကြီးရောက်နေပြီဆွေးကြောင်ရက်စောက်ကုန်မရောက်ဘူးဒီရှမ်းရထားမှာ66ခုပါတဲ့ယူရိုရန်က4တွဲခုံ30ပါတဲ့ထက်တန်းကတတွဲစုစုပေါင်းခုံရည်အတွက်က280ဝန်းကျင်လောက်ရှိရဆိုပေမဲ့လည်းခရီးတွေကဒီလောက်မရှိဘူးဆိုတော့ဒီခရီးစဉ်ကအရှုံးခံပြီးဆွဲနေတဲ့ခရီးစဉ်တစ်ခုလို့လည်းပြင်မိပါတယ်ဒါကြောင့်မို့လို့ဒီခီးစဉ်ကိုလာမယ်ဆိုလို့ရှိရင်ယထာလက်မှတ်ကိုမှောင်ခိုမဝယ်ဘဲနဲ့ဒီရောင်းတဲ့လူစီမှာပဲဝယ်ဖို့တော့နှင်းကတိုက်တွန်းချင်ပါတယ်။ပါစီဘူတာမှာမနက်စာအတွက်ကတော့ရောင်းတဲ့ခေါင်းရက်တယ်လေးတွေတော့တွေ့ရပေါ့နော်။နှင်းသွားတဲ့ချိန်ကခုံတော့မဝယ်ခဲ့ရဘူး။ဒါကြောင့်မို့ယထာပေါ်မှာဘယ်စည်းတွေမြန်ပါအောင်မလဲဆိုပြီးတော့လိုက်ပြီးတော့ဝယ်ခဲ့ရပါတယ်။ဟုတ်လားဟုတ်ထောင်းလေကျေးဇူးပါ။ကြော်စားရင်ရမ်းကောင်းမလားအားကောင်းလားအောင်မဲမဲ90နဲ့ဟာလားအိုး95နူးလိုက်တာလုံနိုင်နေနော်ထားအချိန်မနက်9နာရီမှာပဲအော်ဆွဲပြီးတော့ချက်ထားစတင်ထွက်ခါခဲ့ပါတယ်ပြလိုက်ပါမုံဘာမုံတော့ပေါင်းတော့ဒီကောင်းတယ်ဟုတ်ဘယ်လောက်တော့နှလုံးတစ်ထောင်နှလုံးထောင်ပဲနှလုံးပေးပါနှလုံးပေးပြပါကျေးဇူးပါဟုတ်ဒီလိုနဲ့ပြောစရာကြီးနော်ဒီရလူတွေအများကြီးပဲအမောရှိတော့ဟုတ်လားဒီရလူပုံများပြောစရာကြီးကဲပြန်လဲရောက်ရှိတာချဲလေးမမေကိုခေါ်နေသေးလားဟုတ်လားမမေမရှိတော့လို့ငိုသေးလားခလေးကအော်လားမမုတ်သွားဝယ်တာအားလုံးမမြင်ပါပါဒီနေ့နင်တို့တာစီကနေပြီးတော့ဒီကလောကိုစီးမယ်ဆိုတော့ဗောနော်ဒီရှမ်းရထားပေါ့ဒီကခေါ်လို့ရှမ်းရထားကိုခေါ်တာလေရှမ်းရထားကိုပြီးတော့သွားနေပါတယ်ပထမကလောတိဖြစ်မလို့နော်ဒါပေမဲ့ကလောအောင်လိုက်ကြရှုပ်ပြီးနေပုံထားတယ်ရထားနဲ့တော့နိုင်ဝက်ပဲကားနဲ့ဆိုလို့ရှိရင်အောင်ပန်းနဲ့ကတော့ပုံကြီးနဲ့ဆိုပြီးညာအောင်ပန်းဒီရှုပ်ပြီးကြည့်ဖို့တော့ကိုလက်မဖြတ်ခဲ့ပါတယ်အတန်းတွေရတယ်အောင်ပန်းကို8000ပဲဒီလိုကောင်းကောင်းလေးစီးရတယ်ပေါ့နော်ဒီအခုအပြင်မှာ9နိုင်ပဲရှိသေးတယ်ဆိုတော့မှောင်နေရပေါ့နော်မှောင်နေတဲ့ခါကျတော့နင်ကအပြင်ရဲ့ရှုပ်ကြီးတွေကလောဘက်ကအရင်လာတဲ့ရှုပ်ကြီးတွေကိုကြောင်ပြီးစပြီးတော့ပြောပါတယ်ပြန်ပြီးတော့မျှဝေပေးပါအောင်ပဲဆိုတော့ခဏနေပြန်ပေးပါမယ်ကျွန်တော်မှတော့ဒီဘက်ကြီးဟုတ်လားကျွန်တော်မှကြည့်ရမေးလိုက်ပါဒီဟိုဘယ်ထိလိုက်ကြည့်မှာတော့ပြီးတော့မယ်ဟုတ်လားလက်မတူဟုတ်တယ်တောင်းတယ်တော့ဒီလိုကျေးဇူးတော်လာလို့ပုံပြီးရဟုတ်လားသူကပြီးတော့အလောင်းပါတော့ဘလောအောင်ကမြင်တာပြီးတော့ဖြည်းဖြည်းနဲ့မမရထားမောင်းလာလိုက်တာ6နိုင်ဝန်းကျင်မှာရောင်နေတန်းလာပါပြီရှောင်းဒီထွက်တဲ့အလှကိုချက်ထားပေါ်ကနေကြည့်ရတဲ့ fight လေးရလဲတကယ်လေးကိုမိုက်ပါတယ်စီးကြည့်ပါနော်တာစီထွက်ကအဲ့လောက်မအေးသေးဘူးဟိုကပို့အေးလာတောင်းနေလည်းနီးနီးကက်ကက်ကြီးမြင်နေရပြပေးမယ်ဒူထွဲမဲမနဲ့နေအောင်ဖြာထုံးဒါပါဘူးတာလေဟောလိုက်တဲ့နိုင်တဲ့ပူတာကိုနှိမ့်တော့တွေက6မိုင်73မိနစ်မှရောက်ပါတယ်
ဖျားငါစုဟဲ့ငုံဘလောက်တောင်ဟဲ့ဒီငုံတစ်ထုပ်ကိုစားရဖို့3တွဲလောက်ပတ်ပြေးရတယ်ပြေးရတာအခုဒီမှာငုံကတစ်ထုပ်ပဲမိခဲ့တော့ရောင်းတာ ကျောင်းလား ဘယ်လိုရောင်းတာ အဲ့တစ်ထုပ်1500ပါ ဟုတ်လားမစိုးတော့ဘာမှမ ဒါ ဟုတ် မင်းလည်းပါတယ်ပဲတီးလည်းပါတယ်အစုံပါတယ် ဟောဖော်ရကြတဲ့ဒေသခံတွေနဲ့ရင်းနှီးခွင့်ရခဲ့တာလည်းဒီအတွက်လုံးဝအမှတ်ရစရာတွေကတစ်ခုပါပဲ ပြမို့ဆိုတာကလူလူကြီးပြမို့လူကြီးခွေး อ๋อအဲ့မှာတော့ရောက်အောင်ပါ တိုက်တိုက် ဟုတ်ဟုတ်ဒီတို့ရေမြေပြန်းကနေစီးလာတဲ့ရထားကဖျားငါးစုအကျော်နဲ့ရင်းမမေဘူတာကြားထဲမှာတော့အခုလိုမျိုးကြောက်တောင်နေကြားရကနေစပြီးတော့ဖြတ်တန်းလာရပါပြီနေထွက်လာတာနဲ့ဟိုးနောက်ကရှက်နောက်နှန်းနေနဲ့ရှာခင်းစိမ့်စိမ့်တွေကိုပချီကားတစ်ဖွဲ့ပဲနင်တို့ခန်းစားပြီးမြင်တွေ့ရပါပါဒီရက်ဒေတာတွေမှာရထားမောင်းတဲ့အခါလမ်းချုံမှာဆိုတာရဲ့ break ပုံမိအောင်ရဲ့အတွက်ကိုရထားဆက်ကားကနေပြီးတော့အသေးတွေကိုရထားတန်တန်းပေါ်ဖြိုးပြီးတော့မောင်းရပါတယ်။ဒါကြောင့်မလို့ဒီခုလိုမျိုးတချူချူနေတဲ့အတန်လေးချားနေရတာပါ။ရထားရက်ပြီဆိုတာနဲ့ကုံတင်ကုံချပြေးလွှားလေးလောက်ကြရပါတယ်။ရင်းမမင်ဘူတာမှာတော့မလုံးကြီးကျော်ပြောင်းမှုပြုတ်တွေလိုက်ရောက်တာတွေ့ရနေအနောက်ကနေအပြေးလေးလိုက်ဝယ်ခဲ့ပါသေးတယ်။ပြောင်းမှုဘယ်လောက်လဲ။ဟုတ်နှစ်ဘူး လိုင်းကြမစီကြဘူးဘူးလဲအမေးလား အော်နှလုံးပဲရထားစီးရင်နဲ့ဘူတာတစ်ခုရောက်တိုင်းမှတ်တရတွေအများကြီးကြံခဲ့အောင်လို့ဒေသခံတွေရောင်းတဲ့မုံလေးတွေကိုလည်းနိုင်တဲ့လောက်အားပေးဖြစ်ပါတယ်။ဟုတ်ကောင်းတယ်လေးလုံးမှနှလုံးမှ900ဒီမှာမင်းကြီး ကျောင်းနဲ့ဒါထမင်းကျော်ဦးလေးစမ်းမလား တစ်ထောင် အထား ကျမမင်ဘူတာမှာတော့လေရထားကတော့ကြာကြာလေးရတယ်နော်။ကျွန်တော်အခုကခောက်ဆွဲတုတ်ကမနန်းကြီးတုတ်ကတပွဲကိုတစ်ထောင်ကျဲဥကျော်နဲ့သမင်းကျော်ကတပွဲကို2000ဆိုတော့တန်းတယ်လို့ပြောရပါတယ်။မော်လုံးကြီးတစ်ထောင်မဟုတ်ပဲသားညငယ်လေးတွေကဘူတာယုံဆိုတာရထားမရှိတဲ့အချိန်ဆိုလွမ်းစရာအဆောက်အုံလေးတစ်ခုအဖြစ်ကျန်ရည်စမြဲပါပဲ။ဟိုနင်တို့ရမဘေးကနေ9နာရီနဲ့38မိနစ်မှာပြန်ပြီးတော့ထွက်ပြီးဒီမှာမုတ်တွေကတော့ပုံမှန်သက်သာလို့ရှိရင်ဒီလေးတော့မုတ်ကြီးဦးတွေကတော့များတယ်ပြောင်းလို့လုပ်လည်းရတယ်ပြီးတော့မုတ်လုံးကျော်ရမယ်လို့ရှိရင်အဲဒီတော့ခောက်ဆက်တော့ကိုကျော်လို့လည်းရတယ်ပေါ့နော်ဒါမှမင်းကပေါက်နေတဲ့ပင်လေးလှလိုက်။အော်ဆောင်းနေမလေးတွေပြင်းမပင်ရောက်တော့ဝယ်ခဲ့တဲ့နန်းကြီးတုတ်တစ်ထောင်တန်လေးကိုရထားစီရင်ရှုခင်းတွေကိုခန်းစားရင်းကြည့်ပြီးတော့စားရတဲ့ feeling ကလည်းတော်တော်လေးမိုက်ပါတယ်နှစ်တရာကျော်နေပြီဖြစ်တဲ့ရထားလမ်းတွေရေရှည်တည်တတ်မှုအတွက်ကတော့အခုလိုချောင်းကုသရာတွေဖြတ်တဲ့အခါမှာအချိန်လျှော့ပြီးတော့မောင်းကြပါတယ်ပုံများလာထားလိုက်တာရှိရလား လောလောတဲ့နေပြီ ရှေ့ဘူတာကျွန်တော်တင်ညာဘူတာညီမဘေးကနေတော့9:40မှာရထားစပြီးတော့ပြန်ထွက်တယ်ပေါ့နော်တင်ညာဘူတာကိုတော့ဘယ်ချိန်ရောက်လဲတော့မသိပါဘူးဆိုတော့နည်းနည်းလိုက်တယ်ပါဦးရှင်မားတယ်တောင်းနှမ်းနေတဲ့နွားတွေနဲ့ပေါက်နေရမယ်ချထားခုံမောင်းတဲ့ကလည်းမမြင်မဲနဲ့တောင်တန်းတွေကိုအနီးကပ်မြင်ပြီးတော့ကြည့်ရတဲ့ရှုခင်းတွေကလုံးဝပချီကားတစ်ချက်လိုကိုလှတာပါဘူတာတစ်ခုဝင်လာရင်ဘူတာဆိုင်ပုံနဲ့အတူအမှတ်တရဓာတ်ပုံလေးတွေလည်းရိုက်ဖြစ်ခဲ့ပါတယ်ဘူတာမှာပါရှေ့လျှောက်ကိုတောင်တက်လာနေပြီပါဖြစ်တယ်ဟေး
ယထာပေါ်မှာရှက်ရှားပါလာတဲ့ဖတ်သမင်းတယ်လေးကတော့ပညာဝုဒအကျော်မှာနင်းတို့စီရောက်လာခဲ့ပါတယ်။ဒီစီဇန်ကိုဖတ်သမင်းနဲ့ဆိုရင်တပွဲကို3000ကျပြီးတော့သူကချမ်းမောက်သမင်းဆို3500ထပ်ပြီးတော့အပိုထပ်ထည့်ရဆိုလို့ရှိရင်တော့4000ကျပါတယ်။ငငယ်ရဆိုအခုလိုရေအများကြီးရှိတဲ့ချောင်းကူးတွေဖြတ်လို့ရှိရင်အရန်ကြောက်တာကြောက်ကြသွားမှာဆိုလို့ပေါ့နော်အခုကျတော့ဘေးမှာရှိတဲ့တောင်တန်းတွေဖြူးတွေကိုကြည့်နေတာနဲ့ကိုမှကြောက်လို့ကြောက်ရမှန်းတော့မသိတော့ဘူးအရန်အေဂျင့်တွေလို့ခံစားရတယ် လိုင်းခတ်တဲ့အတူဆုံးရဲ့အပြုံးတွေနှုတ်ဆက်မဲ့လေ 8:55မှာနင်းတို့ရေဘူးပူတာရောက်ပြီနော်နောက်ရှိရေပူတာနင်းတို့ရေတာစီကနေမနက်9နာရီစီလာတဲ့ရထားကအခုတော့ရှုခင်းကြည့်ရင်တောင်တန်းတွေရဲ့အလှကိုခံစားရင်မုံဆိုင်နဲ့ပဲရေပူတာကိုရှောက်လာခဲ့ပါပြီ ပါတယ်ချိုးတဲ့သုံးတဲ့ ဒီဒေသမှာရှိရဲ့ဒေသခံတွေကဖော်ရွေကြတယ်ပူရလို့ရှိရင်ရိုးသားပွင့်လင်းကြတယ်လို့နင်းအနေနဲ့မြင်မိပါတယ်ပတ်စံနိုင်လာအောင်ပဲချီဘူကနေခီးဆက်လာတော့ယထာစီရင်ခင်မင်းတဲ့လူတွေကအနင်းစီးတီးစားချင်တယ်ဆိုတာနဲ့တောင်းစားတာအများကြီးပြီးလိုက်ပါတယ်ကျေးဇူးပါရှင်နင်းကလောယထာစီးရဲ့ရွေချက်ထဲမှာအခုလိုမျိုးဘူတာရက်တိုင်းဘူတာလေးတွေနဲ့အမှတ်တရလေးတွေဖန်တီးခဲ့ခြင်းတာပြီးတော့သူတို့ရဲ့ဒေတာတဘာဝကိုလေ့လာခြင်းနဲ့အဲ့ဒီရွေချက်ကြောင့်လည်းဒီခရီးကိုစီးရှိတာလည်းပါပါတယ်အော်နောက်ဘူတာအခုလေပြင်းဘူတာကကြတော့ပင်လယ်ရေမျက်နှာပြင်အထက်1550တပေမှာရှိပါတယ်နောက်ဘူတာရုံးနဲ့နင်းတက်ချင်နေရဲ့အဲ့လိုမျိုးတောင်တက်လမ်းနေမြင်ချင်နေရဲ့ပထမလုံးထုတ်ဘူတာရှိဘူတာဆိုရောက်ပြီးသားလဲပြဒီမှာဈေးတဲ့ဈေးဝယ်ဆုံးနေတယ်မဟုတ်ဘူးနှစ်ပတ်ချီထုတ်ပေးမလို့ပင်လယ်မြင့်တဲ့ပြင်ထဲပေ1500ကျော်တဲ့လေပြင်းဘူတာအလွန်မှာတော့အခုလိုတောင်တန်းမြင့်ကြီးတွေကိုစပြီးတော့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။အခုလေပြင်းဘူတာနေပြီးတော့ပထမဆုံးကိုစတက်နေတာ။ပထမလုံးထိုးဘူတာကိုရောက်ပါပြီ။ပထမလုံးထိုးဘူတာကနေစပြီးတော့နင်းတော့လွန်ထိုးပြီးတော့တောင်ပေါ်ကိုစီးဆက်စတက်မှာပါ။ဘူတာရုံမှာဖွင့်နေတဲ့ချင်းတန်လေးကတောင်တန်းနေနဲ့ပိုပြီးလွန်စရာကောင်းလာပါတယ်။ချီးစက်ရမှခရီးတောင်တက်လမ်းနေစီးဆက်တွေတွားရမှာမို့လို့စထားဆက်ကောင်းတက်ဖြစ်နေတဲ့အချိန်မှာပဲဘူတာရုံနားလေးမှာနင်းလှည့်ပတ်ပြီးတော့လေးလာခဲ့ပါသေးတယ်။ဟုတ်လား။ရွှေလဲလို့ခေါ်လား။ဘယ်နှစ်ရက်လောက်နေထိုင်ရ။နေထိုင်တာဘယ်နှစ်ရက်လောက်လဲ။စထားအော်ဆိုပြီးယထာစထွက်တာနဲ့တပြိုင်နဲ့စထားဆက်ကောင်ကအရှိဘက်ကိုမဟုတ်ဘဲနဲ့အနောက်ဘက်ကိုစီးဆက်တက်ဖို့အတွက်အရင်ပတ်ပြန်ဆုပ်တယ်လို့ပြောရမှာပေါ့နော်ဟိုဘက်ကယထာလန်းကနင်းတို့ဘူတာအဝင်တုန်းကဝင်ခဲ့တဲ့ယထာလန်းမှာအခုကတောင်ပေါ်တက်မှာဆိုတော့ယထာလန်းချင်းပြီးတော့တောင်ပေါ်ကိုနောက်ပြန်ဆုပ်နေရပဲဖြစ်ပါတယ်အခုရမဲ့ဘူတာကပင်မုံရက်စခန်းလို့ခေါ်တယ်သူကဘူတာလည်းမဟုတ်ဘူးရုံမိုင်မရှိတဲ့နေရာဘူတာမရှိတဲ့နေရာကိုရက်စခန်းဆိုပြီးတော့ဒီဘက်အရက်မှာတုံးကြတာပါကဲခွေးရုပ်ဘူတာရောက်ပါတော့မယ်လို့လောလောဆယ်ရှုခင်းလေးအရင်တာရပါတယ်။တို့ရေစီးလာရင်လည်းပဲဒီယထာလမ်းမရဲ့အလှဆုံးဘူတာလို့ပြောလို့ရတဲ့ခွေးရုပ်ဘူတာကိုရောက်ရှိတော့မှာပါ။10:55 17နာရီမှာခွေးရုပ်ယထာစီးရတာအဲကုန်းယထာမဟုတ်ပေမဲ့တခြားယထာတွေလိုမျိုးနေဝင်ပြီးပြင်ပန်းတာမျိုးမဖြစ်ဘူး။ဘာလို့လဲဆိုတော့သူကတောင်ပေါ်ဒေတာမှာစီးရတဲ့ယထာမို့လို့ပါပဲ။လှလိုက်တာညစ်တယ်အများကြီးပဲတော့ဒါကအရှမ်းပြည်ဘက်ကိုပုံမှန်ညစ်တယ်ပေါ့နော်နှင်းမင်းကြည့်တာကတော့တပိတ်တာကို2900နဲ့3000ဝန်းကျင်လောက်ပဲရှိပါတယ်ကိုင်းနေရမယ်စစ်စစ်ကကပါရနေကြ
ချန်တော့နော်ဒီမော်ဒီတော့ဖိုင်တော့ဟင်းထုတ်လေဘယ်လိုရအောင်ဟင်းတော့900နှစ်ထုတ်ပြီနော်အော်ချက်ပါတီလားခွေးဘူတာမှာအရင်တုန်းကဘယ်လိုရအောင်သမင်းဆိုင်နေနဲ့ချက်ပါတီကအရန်နာမည်ကြီးပါတယ်အခုလည်းနှင်းကတွေ့တော့လေချက်ပါတီကိုဝယ်ခဲ့ပါသေးတယ်ခွေးဘူတာကနေတောင်ပေါ်လောင်းကိုဈေးဆက်တက်ဖို့အတွက်ယထာအကျန်းခိုင်မှုပိုင်းကိုဒီမှာထပ်စစ်ပါတယ်ခွေးဘူတာမှာကုန်တင်ကုန်ချလုပ်တဲ့အချိန်နဲ့ယထာကိုစီဖြည့်တာစင်တော်မူတာကိုတက်ဖို့အတွက်ကျန်းခိုင်မှုတွေစစ်တာကအချိန်9ဝက်လောက်ကြာသွားပါတယ်။တောင်တန်းနေနဲ့ဆိုတော့လေ။လက်ပြန်ဆုပ်ပြီးလုံးထုံးပြန်တက်မှာပါတဲ့။ခွေးဘူတာကနေအရှိကိုဆက်မတော်ဘဲနဲ့နောက်ကိုပြန်ဆုပ်ပါမယ်။တောင်မော်ဒေတာလွန်ထိုးပြီးတက်ကြတဲ့ယထာလန်းတွေမှာအကြီးကကြတဲ့လူကတော့ယထာလန်းချိန်တဲ့လူတွေပါပဲ။တောက်ထလွန်ထိုးကိုကြော်လာပါပြီ။အကျဉ်းအမလေးပြောနေရကလေးအချိန်တော့ပေးရမယ်ဒါပေမဲ့ရှူခင်းနေအရင်ကချိန်ရဆိုရင်ကလောရထားစီစီပါဒီဘက်မှာလည်းအချိန်လေးပြီးတော့လုံးဝ relax ဖြစ်သွားပါယထာလန်းချိန်ပြီးတဲ့အချိန်မှာတော့နင်တို့အရင်လာခဲ့ယထာလန်းကအောက်မှာကျန်ခဲ့ပြီးတော့ယထာကောင်းအတိုင်းပဲနင်တို့စင်နာမူတာကိုဆက်ပြီးတော့ခီးနေလာခဲ့ပါပြီခုကစင်နာမူတာကိုတွားနေပါတယ်။ကြားရရတယ်ကွာအရင်ကဆိုခွေးဘူတာနဲ့စင်နာဘူတာကြားထဲမှာရှိတဲ့အိုးရွာတွေဥမင်လိုင်ကောင်းတွေက tourist attraction တစ်ခုအနေနဲ့လည်းရှိခဲ့ပူပါတယ်အလွမ်းတက်ခံရှိတဲ့လူတွေဆိုလို့ရှိရင်တချင်းတန်နဲ့ရှုခင်းကိုကြည့်ပြီးတော့တော်တော်လေးလွမ်းမိမှာအင်းလည်းအတူပါပဲနာမူတာရောက်ပါပြီတောနေကြပန်းလေးရလဲစင်နာမူတာမှာပွင့်နေပါစင်နာမူတာကနေပြီးတော့ကိုပြန်ထွက်ပြီပေါ့နော်စင်နာမူပုံဆိုတော့အတက်ကြီးပဲဆိုတော့ဆွဲပြီးတက်မှာဆိုတော့စင်နာဘူတာကို trekking hiking လာမဲ့လူတွေကဒီချီကိုမြင်းတိုက်ကနေတဆင်းပြန်လာရတယ်။ဒါမှမဟုတ်ဒီဘူတာမှာဆင်းပြီးတော့လည်းနေကန်နေနဲ့ချိတ်ဆက်ပြီးသွားလို့ရပါတယ်။ကျုပ်ကနေရှင်းစင်အောင်လည်းအရင်လာပြီလို့ဟိုရထားလာနေတက်လာအောင်အမြင်မြင်လို့ရပါတယ်စင်နာမူလာစတက်လာကြတဲ့ကယထာ place ပဲတန်တဲ့သူအခုတော့ကဘာနေလိုင်းလို့ခေါ်တဲ့ဥမင်လိုင်းကောင်းတစ်ခုကိုထပ်ပြီးတော့ဖျက်ရပါတော့မယ်ဒီဥမင်လိုင်းကောင်းကဒီကလောယထာစီခီးစင်မှာတွေ့ရမယ်ဥမင်သုံးခုထဲမှာအရှိဆုံးဥမင်တစ်ခုဆိုလဲဟုတ်ပါတယ်။င်းကတော့နောက်တစ်ခေါက်ကလောယထာစီဖြစ်တယ်ဆိုရင်ခွေးရုပ်ဘူတာမှာဆင်ပြီးရင်စင်တန်ဘူတာနဲ့ဒီဥမင်ကိုဖျက်ပြီးတော့ trekking သွားဖို့အတွက်အခုတွေကဆုံးဖြတ်ချက်ချလိုက်ပါတယ်။တာစီကလောယထာလမ်းမိုင်းတွေကို1912ခုနှစ်မှာစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ပထမကမ္ဘာစစ်ဖြစ်သွားတော့တူရကီစစ်တုပ်ပန်းတွေကိုသုံးပြီးတော့ဆက်ပြီးတော့စောက်ခဲ့တာပေါ့နော်ဒီ4000ကျော်မြင့်တဲ့ကလောမျိုးကိုတောင်ပေါ်လမ်းကနေဖောက်ပြီးတော့စောက်ရတဲ့ယထာလမ်းဖြစ်တာမို့လို့လမ်းရဲ့တဘာဝတွေကိုမချိခိုက်ချင်ဘူးတောင်တွေကိုလည်းမဖြတ်ချင်ဘူးဆိုတော့တို့လေးခုနဲ့ဥမင်သုံးခုကိုထည့်သွင်းပြီးတော့တိစောက်ခဲ့တယ်လို့လည်းမှတ်သားရပါတယ်နောက်ပြီးဒီယထာလန်းတိစောက်ပြီးစီဖို့အတွက်အိန္ဒိယရူပီငွေတန်ပေါင်း15တန်းတောင်မှကုန်ကျခဲ့တယ်လို့လည်းမှတ်သားရပါတယ်။ရလာပြီနောက်တစ်ပွင့်အားနေနေသေးနင်တို့တောင်ပေါ်အမြင့်ကိုပို့ရောက်လေတောင်နေကြရိုင်းတွေကိုပို့ပြီးတော့မြင်ရလေပါပဲ။အမြင့်ဆုံးနေရပင်လယ်ရေမျက်နှာပြင်
မျက်နှာပြင်မှာအမြင်ပေ4600ရောက်နေပါတယ်တော်ဘက်ဝင်လာပြီဆိုတော့ကိုတောပန်းလေးတွေတောင်ဆောင်ပေါ်ကအိမ်လေးတွေတောင်နေကြရိုင်းနေစတာတွေက treatment တစ်ခုလိုမျိုးဖော်ပြလို့နေပါတယ်ဒီလိုသဘာဝအလှပတွေကိုခံစားရင်ငြိမ်းမောရင်းနဲ့ပဲမြင့်တိုက်ဘူတာကိုရောက်မှမသိရောက်ခဲ့ပါပြီဘူတာနာလေးကနော်ဒီ view လေးမှာလက်ဖက်ရည်ဆိုင်ပေါ့နော်ဒီနေရာလေးမှာရှိရတဲ့သူခုတော့ဖြစ်သွားပြီဒီမှာပန်းလေးတွေလှတယ်ဟိုးရင်ကဆိုရင်မြင်းတိုက်ဘူတာမှာဒိုးစီဘူးခွက်လေးနဲ့ထည့်ရောင်းတဲ့ကော်ဖီဆိုင်လေးရဲ့အခုလိုပန်းကင်းကြီးတွေနဲ့လုံးဝပနန်တဲ့နေရာလေးပေါ့နော်အခုတော့ကော်ဖီဆိုင်လေးလည်းမရှိတော့ပါဘူးပန်းတွေရှိတယ်ကော်ဖီဆိုင်လေးနေ့လယ်တနာရီမှာနင်တို့ကလောဘူတာကိုယထာဝင်ခဲ့တယ်။ဒါပေမဲ့လည်းနင်တို့ကကလောနဲ့အောင်မန်းကြားမှာရှိတဲ့ရှုခင်းတွေကြည့်ချင်တာဆိုတော့ကလောဘူတာမှာမစင်မဲ့နဲ့အောင်မန်းထိဆက်စီသွားပါမယ်။နင်းနဲ့လိုက်ခဲ့ပေးပါအောင်။ဒါကတော့တောင်ကြီးကိုယထာဆက်ရောက်ချိန်နဲ့အာဂျီဂျီဆင်းလုံးကားရဲ့ဆေးနှုံးလေးတွေဖြစ်ပါတယ်။ဒီနေ့ပြီးနောက်နေ့ကျရင်ကလောဘူတာထက်လာလို့ရတယ်ဆိုရင်လည်းအခုကယထာနဲ့ခါရဲယထာနဲ့ခါရဲယထာနဲ့ကြုံလုံးလေးရိုက်ထားတာပါ။ဒီဘက်ဘလို့လောင်လာလဲမေတောင်ပေါ်ရောက်ပြီဆိုတော့လေတိုက်တဲ့လေကအစအေးတာပါတော့ကလောဘူတာထွက်ပြီးတော့ကလောနဲ့အောင်မန်းကြားပြိုက်တောင်အရှိနာမှာဆိုလို့ရှိရင်အခုလိုမျိုးနှမ်းပန်းကင်းနေပြီးတော့ကော်ပီပန်းကင်းတွေကစိမ့်စိမ့်လေးဝဝလေးတွေနဲ့တော်တော်လေးကိုပကြီးကားလိုမျိုးလှတယ်ပေါ့နော်ဆိုတော့ယထာစီးပြီးသွားမယ်ဆိုရင်ကလောဘူတာမှာလည်းမဟုတ်ဘဲနဲ့ကလောအောင်ပန်းကိုလည်းကလောကိုလည်းပြန်ပြီးတော့ကားစီးလို့ရတာမို့လို့အောင်ပန်းဘူတာမှာဆင်းပြီးတော့ဒီအလှတွေကိုတော့အရေးခန်းစားကြည့်ပါလို့နင်းနေနဲ့အကြံပေးပါတယ်ကလောတက်စားလို့ရှိရင်အောင်မန်းမှာလူနေပို့ပြီးတော့ထူထပ်တယ်လို့ထင်မိပါတယ်။ဒါကတော့ရင်းနှီးဝင်းစကောင်းနဲ့ခီးသူပြေးဆွဲတဲ့ဒီယထာတွဲအလှယထာတွဲတွေပေါ့နော်။အမတ်တရအနေနဲ့ရိုက်ခဲ့တာပါ။ဒီခီးစဉ်ပြေးဆွဲမဆွဲဆိုတာကိုတော့နှင်းထပ်ပြီးတော့စုံစမ်းလိုက်ပါဦးမယ်။ဒီနေ့တော့နင်တို့ရဲ့ကိစ္စဖြစ်တဲ့အောင်ပန်းဘူတာကိုရောက်ပါပြီယထာကတော့တောင်ကြီးဆက်သွားပါတယ်ဒီနေ့ခီးစဉ်မှာတော့တာစီကနေပြီးတော့အောင်ပန်းချီကိုလမ်းမှာမြင်ရတဲ့ရှုခင်းတွေတဘာဝအလှတွေဒေသခံတွေနဲ့ပြောပုံဆိုပုံတွေကိုတော့အားလုံးနဲ့အတူတူလိုက်ပါခွင့်ရအောင်နှင်းကအကောင်လုံးကိုအတူတူခေါ်ခဲ့ပေးပါတယ်လိုင်းကားဒါကြီးရတော့မိုက်နော်ဗီဒီယိုလေးကိုခုချိန်ကြီးကြည့်ပေးနေတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့လည်းကလောတွင်းလည်းပတ်တဲ့ခီးစဉ်တွေကိုမျှဝေပေးသွားအောင်ပါမို့လို့နေ့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကားနဲ့သွားပြီးတော့10မိနစ်အောင်သွားပါမယ်။ဆိုတော့အောင်ပန်းနဲ့ကလောချမ်းမှာရှိရဲလှပတဲ့မြင်ကွင်းတွေအကြောင်းလည်းရှင်းပြပေးပါမယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါအောင်မယ်အားလုံးပဲတတ်တာ။